ဘာပြောချင်လဲဆိုတော့အခုကျွန်တော်ကဟိုဝက်ကြီးနဲ့ကိစ္စဟိုပြီးသွားပြီအောင်မိတာဗောနော်ပါမနေ့ဟိုတနေ့ကျွန်တော်တင်လိုက်တယ်ထင်တယ်ကျွန်တော် live လွှင့်လိုက်တယ်အဲ့ဒါဝက်ကြီးကမပြီးဘူးအင်းနေဝင်ခေါ်ဝက်ကြီးကမပြီးဘူးနဲ့သူအပိုင်းနှစ်ဆိုပြီးကျွန်တော်ထပ်သူက live ပေါ်မှာထပ်တင်တယ်ဟိုအများသိအောင်သူကထပ်တင်တယ်အဲ့တော့အင်းနေဝင်မင်းကလည်းအပိုင်းနှစ်ဆိုတော့ငါကလည်းအပိုင်းနှစ်ပေါ့ကွာမင်း3ဆိုလည်းငါ73မှာပဲရောက်မင်းတို့ကောင်မျိုးဂီးကိုမဆိုင်တာရောက်အင်းနေဝင်မင်းကဗာလေ NUG ကိုမင်းကတုံးတက်လိုက်တဲ့စကလုံးကမင်းတော်တော်ရိုင်းပါလားရောက်မင်းနော်မင်းတော်တော်ရိုင်းပါလားဝတ်တိုးကြီး NUG ကိုမင်းခေါ်လိုက်တဲ့စကလုံးနွားယူကြီးရဲ့ဟဟလားဟဲ့ဝက်ယူကြီးဝက်ပေါ်ကြီးလောကရောမရှိစင်းတဲ့ဝက်တိုးကြီးမင်းငရွက်မရှိရဲ့ကောင်မင်း NUS ကလုံးမျိုးတုံးတာတော့မင်းတော်တော်မိုက်ရိုင်းသွားပြီလူကြီးလူကောင်လည်းမင်းမဆန်တော့ဘူးမင်းတို့ကောင်လည်းလူကြီးလူကောင်လည်းလူကြီးလူကောင်ပုံစံလည်းမရှိပါဘူးမင်းတို့ကောင်တွေကဝက်တောင်မှာဝက်ဖာကောင်နေဖာဆန်တဲ့စကားတွေပဲမင်းပြောတာအေးနေဝင် NUG ကဘာလဲမင်းကကြောင်မိုးဥကြောင်မိုးထုံးမင်းကဘာအောင်မင်းနေလို့လဲဥကြောင်မိုးထုံးအဆက်မရှိဘူးစက်နေရဆိုဥကြောင်မိုးထုံးတန်တမာယာထူးနေရမှာအမြဲတမ်းယာထူးနေရမှာသူ့ရဲ့တက်တန်းမကုံသေးလို့စက်နေတာလေကွာမင်းဘာကြီးပြောနေရလဲအဆက်မရှိပဲစက်နေရဆိုတဲ့စကားကိုမင်းသုံးစရာလားသူ့တက်တန်းမကုံသေးဘူးသူ့ရဲ့တန်ယာရှိတန်တမာတက်တန်းမကုံသေးဘူးမင်းကနားလေလားဘာပြောလို့မင်းဒီစကားကြီးဥကြောင်မိုးထုံးတိုက်ခတ်ရတာလဲဥကြောင်မိုးထုံးမင်းဘာလုပ်နေလို့လဲသူ့တာဝန်သူထမ်းဆောင်နေရလေမင်းတို့စစ်တပ်ကို तू မထောက်ခံတော့မထောက်ခံအောင်ပြောတာလေအဲ့ဒါဘာဖြစ်လဲဒါပေမဲ့သူ့နေရာမှာ तू ရှိနေတာအခုသူ့တက်တန်းမကုံသေးလို့ तू ရှိနေတာမအရှက်မရှိရင်နေဖို့လို့ဘာလို့မပြောစရာလားဦးကျော်မိုးထွန်းအရှက်မရှိတာမင်းရဝက်သိုးဝက်ဖာကောင်မင်းလိုကောင်မျိုးကလေဦးကျော်မိုးထွန်းခြေပြားတော်မင်းမှီတဲ့ကောင်မျိုးမဟုတ်ဘူးမင်းကဟို NUG ကိုသုံးလုံးနဲ့အသုံးလုံးနေရတယ်မင်းစောင့်ရမ်းမိုက်ရိုင်းသွားပြီမင်းခေါ်စရာအကြောင်းမရှိဘူး NUG အဲ့စကလုံးနဲ့မင်းရဲ့ဘဝမှာမင်းကရေပေါ်စီတစ်ခုပဲမင်းဖြစ်ခဲ့တာမင်းအဖိုးရဲ့အရှိန်အဲ့ဒါတွေနဲ့မင်းပတ်စံရှိခဲ့တာဟဲ့အောင်ရှင်းပြောရလို့ရှိရင်မြန်မာနိုင်ငံအတွင်းမှာနေတဲ့9ရက်သားသမီးတွေကမင်းရဲ့ကျေးဇူးရှင်တွေမင်းအဲ့ဒါနားလဲလားမြန်မာနိုင်ငံထဲမှာရှိတဲ့တယံဇာတာတွေရတဲ့ပတ်စံတွေမြန်မာနိုင်ငံထဲမှာရှိတဲ့ပတ်စံတွေအားလုံးကိုမင်းဖို့ကတိမ့်ပိုက်ပြီးတော့မှမင်းတို့တွေဆက်လက်ပြီးတော့စင့်ပွားကြီးပွားခဲ့တာချမ်းသာခဲ့တာမင်းတို့အဲ့ပတ်စံတွေကမြန်မာနိုင်ငံအတွင်းမှာရှိတဲ့9ရက်သားသမီးပိုင်တဲ့ပတ်စံတွေဒီနေ့မင်းတို့ပိုင်ဆိုင်တဲ့ပတ်စံတွေကမြန်မာနိုင်ငံအတွင်းမှာရ9ရက်သားသမီးရဲ့ပတ်စံတွေမင်းမစော်ကားနဲ့21ရာစုနှစ်မှာဝက်မျိုးလဲဆိုတာမင်းဖြစ်သွားလိမ့်မယ်မင်းတို့တုံးနေတဲ့ပတ်စံတွေမင်းတို့စားနေတဲ့အစာတွေကမြန်မာနိုင်ငံအတွင်းမှာရှိရ9ရက်သားသမီးတွေပိုင်တယ်မင်းအဖို့လောက်ခဲ့တဲ့စောက်တလွဲအလုပ်တွေကြောင့်မလို့မင်းတို့ဒီလိုတွေနေရတာငါတို့မြန်မာနိုင်ငံပြည်သူပြည်သားတွေဆင်းရဲခဲ့ရတာအဲ့ဒါမင်းနားလေလားမစော်ကားနဲ့ပြည်သူကိုမင်းအဲ့ဒါနားထဲမှာနားလည်းမရှိတော့ခက်တယ်ကွာမင်းကိုပြောရမှာလဲမင်းအုံနောက်နဲ့စဉ်းစားဆိုတော့လေအုံနောက်ကအသေးသေးလေးအသားကြီးကတိုးနေတာမင်းတို့ကောင်မျိုးတွေကစက်တရည်မရှိတဲ့ရုပ်ကိုပေါက်နေတာမင်းအတက်စိတ်ရှိလို့ရှိရင်မင်း NUG မင်းအခုစစ်ကောင်စီဆိုတာအစိုးရမဟုတ်ဘူးမင်းစကားထဲမှာတဲ့မပြောနဲ့စစ်ကောင်စီအစိုးရဆိုရင်စကားကိုထဲ့မပြောနဲ့ငါတို့9ရက်သားသမီးနားထဲမှာမကြားချင်တာအဲစကားအဲ့ဒါမင်းသဘောပေါက်လားမင်းသဘောမပေါက်ဘူးမို့လားအဲ့ဒါတွေဟိုအာဆီယံစည်းဝေးကိုမင်းတို့တွားရတယ်ဆိုတာကြီးနဲ့မင်းကဂုံယူနေတယ်ဇုံမင်းထုံးဇုံမဲလုံးရမင်းရတပုံစံနဲ့စကားပြောလိုက်အဲ့
အာဆီယံအစည်းအဝေးကိုမင်းတို့တက်လိုက်ရတယ်ဆိုတဲ့ဟာလေးကိုကပဲမင်းတို့ကဂုဏ်ယူနေတာပြီးတော့မင်းပြောတယ်စစ်တပ်ကလွတ်တော်နဲ့ဘာမှမပတ်သက်ဘူးပြောတယ်စစ်တပ်ကလွတ်တော်နဲ့မပတ်သက်ဘူးဆိုပြီးလွတ်တော်ထဲမှာ25ရာခိုင်နှုန်းဘာဖြစ်လို့ဝင်ထိုင်နေရလဲအဲ့လိုထွက်လေကွာမင်းတို့လွတ်တော်တွေကထွက်လေကွာဘာလို့လွတ်တော်နဲ့မပတ်သက်ဘူးလွတ်တော်နဲ့မဆိုင်ဘူးဘာစကားကြီးမင်းပြောနေတာလဲယနေ့စစ်တပ်တဲ့လွတ်တော်တွေမှာ25ရာခိုင်နှုန်းဝင်ထိုင်နေတာဘယ်ကတထောင်စားတွေလဲခွေးတွေလားအဲ့ဒါတွေကခွေးတွေဝင်ထိုင်နေရတာ25ရာခိုင်နှုန်းကမင်းအမေလင်းနေလားအဲ့ဒါတွေကပြောပါအောင်ငါ့မင်းဘာဖြစ်လို့စစ်တပ်ကလွတ်တော်နဲ့မဆိုင်ဘူးဆိုတဲ့စကားကိုမင်းထည့်ပြောရတာလဲဘာလို့ကာဘာလောက်ရတာလဲမင်းရှင်းပြစမ်းမအောင်အဲ့စကားလုံးအဲ့ဆိုရင်မင်းပထွေးရောအကောင်လုံး25ရာခိုင်နှုန်းလွတ်တော်တွေကမင်းထုတ်လိုက်လေအဲ့ဒါဆိုငါလက်ခံတယ်လွတ်တော်တွေမှာအကြအနထိုင်နေပြီးတော့ဘသူဘာပြော NLD ကဘာပဲအစိုးတင်နေတဲ့အကောင်လုံးမတ်တက်ရပြီးတော့ကန့်ကွက်နေကြတဲ့အဖွဲ့တွေကိုမင်းကစစ်တပ်ကလွတ်တော်နဲ့မဆိုင်ဘူးဆိုတဲ့စကားပြောအောင်အဲ့မင်းပါဇက်ကြီးကတကယ်ဝက်ဖင်ကြီးဖြစ်နေတာရှုံလိုက်ရှော့လိုက်ကျုံလိုက်ကြွလိုက်နေဝက်ဖင်ကြီးကိုဖြစ်နေတာကြက်တရီကိုမရှိတာမင်းစောက်ခွက်ကိုကဒေါန်ဆန်းစုကြည်လည်းမင်းဖတ်စော်ကားတယ်ဒေါန်ဆန်းစုကြည်မင်းကမြောက်ပေးလိုက်ဖြုတ်ချလိုက်မြောက်ပေးလိုက်ဖြုတ်ချလိုက် NUG ကိုလည်းမင်းစော်ကားတယ်ဒီနေ့ကမင်းအပိုင်းနှစ်မှာဟဲ့အောင်မင်းတို့သိအောင်ပြောအောင်မယ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာပြည်သူတွေကိုယုံလို့ပြည်သူတွေကိုအားကိုးတယ်ပြည်သူတွေရဲ့စုံဖြတ်ချက်ကိုပဲသူလိုက်နာတာမင်းပြောတဲ့စကားမင်းကငါ့ကိုစိန်ခေါ်သေးတယ်ငါတို့စိန်ခေါ်သေးတယ်ဟာလားညင်းရတဲ့လူရှိရင်လာညင်းမှဆိုတဲ့စကားမင်းငါတို့စိန်ခေါ်တာပြည်သူလူတို့စိန်ခေါ်တာမင်းရဲ့နံပါတ်2ထဲမှာအခါအဲ့ဒါကြောင့်မို့လို့အဲ့ဒါကိုငါမခံချင်လို့မင်းငါလာပြောတာအခုမင်းပြောတဲ့ထဲမှာ NUG CRPH ကောင်းစားမယ်ဆိုလို့ရှိရင်ဒေါန်ဆန်းစုကြည်ကအခန့်သားလာပြီးတော့နေရာဝင်ယူမယ်ဟာတိတ်ကောင်းတာပဲဘာညာဆိုပြီးတော့မင်းကပြောတယ်အကယ်၍ NUG CRPH မကောင်းစားလို့ဖွညက်ကြေဝိုင်းဒေါန်ဆန်းစုကြည်ကဒီကိစ္စသူနဲ့မဆိုင်ဘူးသူကလက်ခါပြီးတော့ထွက်သွားမှဆိုပြီးတော့အဲ့စကားကိုမင်းပြောတယ်မင်းနှိုင်းရှင်ပြတယ်မင်းကတိအောင်ပြောမယ်ဒေါ်အောင်ဆန်းစုကြည်အမြဲတမ်းပြောတဲ့စကားပြည်သူသားလင်အဓိကအဲ့ဒါဒေါ်အောင်ဆန်းစုကြည်ရဲ့စိတ်ဓာတ်ငါတို့ပြည်သူတွေမြန်မာနိုင်ငံအတွင်းမှာရှိတဲ့အမှန်တရားကိုလိုလားတဲ့ပြည်သူတွေရဲ့ဆုံးဖြတ်ချက်ကိုပဲသူကလက်ခံတာဘသူရဲ့ဆုံးဖြတ်ချက်ကိုမှသူလိုက်နာနေရမဟုတ်ဘူးယနေ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တန်ပေါင်းများစွာသောအမှန်တရားကိုမျက်နှာတဲ့လူတွေက NUG နဲ့ CRPH ကိုထောက်ခံတယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ကလည်း NUG နဲ့ CRPH ကိုထောက်ခံမှာမင်းမြဲမှတ်ထားတာဒေါ်အောင်ဆန်းစုကြည်ဆိုတာမင်းအဖိုးလို့မဟုတ်ဘူးမင်းပထွေးတွေလို့မဟုတ်ဘူးနိုင်ငံကိုပြည်သူနဲ့တည်ဆောက်မှာမင်းတို့လိုလက်တဆုပ်စာလေးနဲ့နိုင်ငံကိုကြီးစိုးမှာမဟုတ်ဘူးတည်ဆောက်မှာမဟုတ်ဘူးမင်းအဲ့ဒါမြဲမှတ်ထားပထမတစ်ခါမင်းပြောခဲ့တုန်းကစကားငါမနေ့ကပြောတာကြံသွားလို့စစ်တပ်အတွင်းမှာရှိတဲ့အောက်ခြေခံလူဒန်းစားတွေရဲတပ်ရင်းမှာရှိတဲ့အောက်ခြေခံလူဒန်းစားတွေဒလန်တွေစစ်တပ်ကိုထောက်ခံပါဆိုတဲ့တနေ့လုံးတနေ့စားရတိအောင်ပြောပြအောင်မယ်ဒီအောင်ပြောခဲ့တဲ့စကားထဲမှာဒီအောက်ခြေကစစ်သားလေးတွေရဲလေးတွေဒလန်လေးတွေစစ်တပ်ကိုထောက်ခံတဲ့လူတွေတေသွားလို့ရှိရင်တောင်မှအပေါ်အထက်အရာရှိတွေကအဲ့မပြက်ဘူးအစားမပြက်ဘူးလက်ဖေးတောက်မပြက်ဘူးမင်းအစကားကိုပြောခဲ့တာမင်းပါဇက်ကပြောခဲ့တာနော်ညင်းလို့မရဘူးတက်သေးအများကြီးရှိတယ်အဲ့တော့မင်းဆိုလိုတဲ့သဘောကဘ
တူတေတေငတေမိုင်ပြီးရောပေါ့အဲ့လိုလားအောက်ကစစ်သားတွေအောက်ကရဲတွေဘလူတေတေမင်းတို့ပျော်နေရဆိုတဲ့သဘောလားယနေ့နိုင်ငံတော်ကိုဥဆောင်ဥရွက်ပြုတ်ချင်ပါတယ်ဆိုတဲ့မင်းအောင်လိုင်ဥဆောင်တဲ့စစ်တပ်ကအရာရှိတွေဗိုလ်မှူးကအစပေါ့အောက်ခြေကလူတွေတေးနေတာကိုမင်းတို့ကပျော်နေတယ်လားအဲ့လိုလားဒီစကားတွေကိုစစ်တပ်တွေကအောက်မှာရှိတဲ့စစ်တပ်အောက်လက်ငယ်သားတွေရဲငယ်သားတွေမင်းတို့ကြားလို့ရှိရင်မင်းတို့အုံတော့နဲ့မင်းတို့ဆုံးဖြတ်တော့မင်းတို့အဲ့အဆင့်လောက်ပဲထားတာမင်းတို့တင်သူတို့ကဂရုမစိုက်တာမင်းတို့အဲ့အဆင့်ပဲထားတာအဲ့ဒါကိုမင်းတို့သဘောပေါက်တော့အောက်ခြေကစစ်သားလေးတွေအောက်ခြေကရဲလေးတွေထောက်ခံတဲ့လူတွေအဲ့ဒါအင်းနေဝင်းဆိုတဲ့ဝက်ရဲ့ပါဇက်ကထွက်တာဝက်ဖင်လို့ရှုံလိုက်ပွားလိုက်လုံနေတဲ့ပါဇက်ကထွက်လာတဲ့စကားဗီဒီယိုဖိုင်တွေရှိတယ်တက်သေးတွေရှိတယ်ညင်းလို့မရတဲ့တက်သေးတွေရှိတယ်အဲ့ဓာတွေကိုအင်းနေဝင်မင်းပြောခဲ့တာနော်အဲ့တော့မင်းတို့တွေကတကူကောင်းသမားတွေဟုတ်ပါတယ်ဆိုတာမင်းဖော်ပြလိုက်တာပဲမင်းတို့စစ်တပ်အတိုင်းဝိုင်းအလဲငယ်တော့လူငယ်စုကတကူကောင်းသမားတွေဆိုတာပြောပြလိုက်တာမြန်မာနိုင်ငံမှာရှိတဲ့တန်ပေါင်း90ကျော်သောလူတွေကိုမင်းတို့လုံးဝဂရုမစိုက်ဘူးဆိုတာမင်းတို့ဖော်ပြလိုက်တာပဲအားလုံးသိအောင်မင်းပြောပြလိုက်တာကြားလိုက်အင်းနေဝင်အခုမင်းပြောတဲ့စကားကိုငါပြန်ပြောပြနေတာမင်းပြောခဲ့တဲ့စကားတွေမှားတယ်ဆိုလို့ရှိရင်လာပြန်ပြောပါဆိုလို့ငါလာပြန်ပြောပြနေတာမင်းအပိုင်း3လာအောင်မလားငါစောင့်နေမယ်အပိုင်း3မှာလည်းမင်းနဲ့ငါနဲ့ထပ်တွေ့အောင်မယ်တီးတော့မခံနိုင်တော့ဘူးနော်အင်းနေဝင်မင်းတို့ကောင်မျိုးတီးဖို့မခံနိုင်တော့တာအရာရာမှာအစင်သိမ့်လေးရခဲ့တော့အရာရာကိုအလွယ်တကူလေးတွေရခဲ့တော့မင်းတို့ကပြည်သူလူထုအများအောက်ခြေခံလူဒန်းစားအများကိုမင်းတို့ကဖိနှိပ်ချင်တာအဲ့ဒါမင်းတို့ရဲ့လောဘမင်းဆက်ပြောလိုက်ပါအောင်မင်းစကားတွေဆက်ပြောလိုက်ပါအောင်ငါပြန်ခြေပပေးပါမယ်ဆက်ပြီးတော့အေးမင်းမြန်သေဝိုင်းတော့လေမင်းပြောကြမလို့တော့ဘူးပေါ့ကွာအေးမင်းအသက်ကိုမင်းမနှမျောဘူးဆိုလို့ရှိရင်တော့မင်းဘဝကိုမင်းလုံခြုံအောင်နေထပ်ပြောမယ်မင်းဘဝကိုမင်းလုံခြုံအောင်နေအဲ့ဒါနားလေလားငါပြောတဲ့စကားနားလေလားလူတွင်ကြိလာမလုံနဲ့အသေးစိုးနဲ့သိလိုက်မယ်မင်းပေါ်တင်ပြောတာနော်မင်းပြောတဲ့စကားတွေကတနည်းတခြားလွန်လာပြီတော်လဲဆိုးလာပြီမိုက်ရိုင်းလာပြီမင်းခွင့်လို့ဖို့အချိန်တွေကမရှိတော့ဘူးနောက်ထပ်မင်းတင်မဲ့အပိုင်းကိုငါဆက်ပြီးတော့စောင့်အောင်မယ်ဒီနေ့တော့ငါမင်းတို့ဒီလောက်ပဲပြောတော့မယ်နားထောင်နေတဲ့လူတွေအလုံးတစ်ဖက်နဲ့လူတွေငါအားနာတယ်ငါကြောင့်အချိန်မကုန်စေချင်ဘူးမင်းကတော့လူပေါ်လူကြော့လူစိတ်မရှိရဲ့ဝက်ဆိုတော့မင်းကတော့အချိန်မြေပြောနိုင်မှာပေါ့ထပ်တွေ့ဦးမယ်ဟဲ့အောင်မင်းနဲ့ငါနဲ့ဒါပေမဲ့မင်းတတိတစ်ခုတော့ထပ်ပေးဦးမယ်မင်းဘဝကိုမင်းလုံခြုံအောင်တော့နေဒါပဲငါပြောတော့မယ်အဲ့တော့နိုင်ငံသူနိုင်ငံသားအမှန်တရားကိုမျက်နှိုးတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားနဲ့ပြည်ပရောက်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကျွန်တော်တို့ဒီတိုက်ပွဲကိုလုံးဝရှော့လို့မရပါဘူးဒီလိုလူစားမျိုးတွေဒီဝက်လိုလူစားမျိုးတွေကစစ်တပ်မှာအများကြီးကြီးစိုးထားတယ်လူစိတ်မရှိတဲ့လူတွေဖြစ်နေကြပြီကျွန်တော်တို့အဆုံးထိတိုက်ရတော့မယ်အဆုံးထိတိုက်ပွဲဝင်ရတော့မယ်ကျွန်တော်တို့လည်းတတ်နိုင်တဲ့ရွေးအဆုံးထိပန့်ပိုးမယ်အဲ့ဒါကိုဂတိပေးတယ်
အဲ့တော့ကျွန်တော်ဒီ live လေးကိုဒီနေရာမှာအဆုံးသတ်ခွင့်ပေးပါအားလုံးအရန်ကျေးဇူးတင်တယ်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့မနက်ခင်းတွေလည်းဖြစ်ကြပါစေအိယာနိုးတာနဲ့ COVID-19 ရောဂါကင်းစင်အောင်မြင်တဲ့ဘဝလောင်းဖျက်လျှောက်နိုင်တဲ့လူသားအပေါင်းအတိတ်ပဲရှိတဲ့လူတွေအားလုံးဖြစ်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အမြဲတမ်းရင်ထဲမှာရှိနေပါတယ်အားလုံး peaceဆိုလို့ရှိရင်ကုလသမဂ္ဂမှာလည်းဒါဦးကျော်မိုးထွန်းတော့ဆက်လက်ပြီးတော့ဒါနေရာယူဖို့ကြိုးပမ်းနေရတယ်လည်းရှိရဲပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကုလသမဂ္ဂမှာကျွန်တော်တို့နိုင်ငံရေးအခင်းချင်းပေါ့ဘယ်လိုဖြစ်မလဲပြီးတော့နိုင်ငံတကာဆက်ဆံရေးအနေနဲ့ရောဒီအစိုးရအနေနဲ့ဘာတွေလုပ်ဖို့လိုအပ်မလဲပေါ့အဲ့ဒါလေးလည်းသိချင်ပါတယ်အခုဒီမှာအခုလာပြီးတော့စကားပြောတယ် interview လုပ်နေတယ်ပြောပြီးသွားပြီညနေကျရင်ညီမမပြန်ဘူးပြန်မှပြင်းလို့ဒီမှာပဲဆက်ထိုင်နေမယ်ဆိုရင်ရင်ကျေးမှုရှိတဲ့လူတယောက်ကိုညီမကိုမောင်းမထုတ်ဘူးဘာလို့မလဲအများဆုံးလုပ်ပြီးညစာထမင်းကျွေးမှာပေါ့အဲ့ဒါအပြင်ကိုယ့်ဘက်ကဘာမှပါမသွားဒီခုံကနေထမသွားလို့လေဒီအခန်းထဲမှာရှိတဲ့အခန်းတစ်ခန်းလုံးပိုင်မှုမပြောနဲ့ဒီဆိုဖာတစ်ခုလုံးကညီမပိုင်ပစ္စည်းဖြစ်မသွားဘူးအဲ့လိုမျိုးပဲဟိုမှာလဲသူကအားလုံးကလူရင်ကြီးတွေနဲ့နေတာတူဟာဆိုတာကဘာလဲပန်တမန်ဆိုတာအားလုံးလူရင်ကြီးတွေနေထိုင်တာအဲ့ထက်တဲ့မှာရင်ကျေးမှုကိုစီးဖောက်ပြီးတော့ तू ကအလိုက်မသိပဲနေတဲ့လူမျိုးတယောက်ကိုရင်ကျေးတဲ့လူတွေဂျားထဲမှာကြတော့ကိုယ်ရုပ်ဆိုးမခံဘူးနော်အဲ့လိုသဘောမျိုးပဲ तू က तू ဆက်နေခြင်းလို့နေုံတော့ဘာနဲ့တူလဲဆိုတော့ညီမအင်္ဂယံတစ်ခုကိုမပေးခြင်းလို့ညီမနာမည်နဲ့ဂယံထုတ်ပေးပါလို့ပြောတယ်အခုအဲ့ဂယံကြီးကိုပေးလိုက်မယ်ဒါပေမဲ့အဲ့ညီမပိုင်တဲ့မြေကြီးကဟိုတနေ့ကအရာဝတီမြေကမ်းပါးမှာရေတိုက်စားလို့ပါဝိုင်းဘာမှမရှိတော့ဘူးဒီစားစက်ကူစုပ်ပဲနော်စက်ကူစုပ်မှညီမနှစ်ချင်းချင်းပြစ်လို့ပဲရမယ်အဲ့ဒီလိုသဘောပဲအဲ့ဒီကျော်မိုးထွန်းလဲ तू နေရာမဖယ်ပေးဘူး तू ဘသူ့ကိုစားပြုလဲ NLD ကတင်မြှောက်ထားတဲ့အစိုးရကိုစားပြုအဲ့ NLD တင်မြှောက်ထားတဲ့အစိုးရအခုပဲရှိသေးတယ်ပြောသူတို့တွေဘာတွေပြောနိုင်သေးလဲဘာတွေလုပ်နိုင်သေးလဲသူတို့ထားပါတော့အစိုးရဌာနတစ်ခုမှာရုံးစာတစ်ခုကိုသူတို့ထုတ်ပြီးတကယ်တမ်းအမိန့်အာဏာဆက်ရှိတဲ့ဟာတစ်ခုကိုဘာထုတ်နိုင်လဲမထုတ်နိုင်တော့တဲ့အစိုးရကြီးတစ်ခုကို तू ကကိုစားပြုပြီးမဖယ်ပေးဖို့နေရင်ကုလသမဂ္ဂအစည်းအဝေးခန်းမှာတော့ तू ထိုင်တဲ့သူ့ဖင်တနေရကလထိုင်တစ်ခုလောက်ကိုပဲ तू ကိုစားပြုနေတာရှိမယ်သူ့မှာကိုစားပြုစရာအဖွဲ့အစည်းလည်းမရှိတော့ဘူးနိုင်ငံလည်းမရှိတော့ဘူးဆိုတော့ तू ဆက်လက်ရပ်တည်ခြင်းမရပ်တည်ခြင်းဟာအများဆုံးဖြတ်ချက်နဲ့မဆိုင်ဘူးသူ့ရဲ့ကိုယ်သိက္ခာကိုတည်ပြီးတော့လူကုန်သိက္ခာတည်ပြီးတော့အရှက်တရားရှိလာတဲ့တနေ့ကိုပဲစောင့်နေမှာဒါပဲပြီးတော့ဒီနိုင်ငံတကာဆက်ရင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာတွေအစိုးရအနေနဲ့ပေါ့ဘာတွေများလုပ်ဖို့တိုက်တွန်းနေပါသေးလဲနိုင်ငံတကာဆက်ဆိုင်နဲ့ပတ်သက်လို့ပါဆိုလို့ရှိရင်တော့ဒါဒီတစ်ခုတည်းကိုကြည့်လို့မရဘူးအရင်တော့ကလုပ်ခဲ့တဲ့စစ်အစိုးရတွေရဲ့ဟိုတမန်ကြောင်ပြန်ကြည့်ရလိမ့်မယ်88ခုနှစ်မှာတက်လာတဲ့အစိုးရပြီးတော့90ပြည့်နှစ်မှာရွေးကောက်ပွဲလုပ်တယ် NLD နိုင်တယ်အဲ့ဒီအချိန်တုန်းကတကဘာလုံးကသူတို့ဒီဇိုင်းမတ်ပြောနေတဲ့ပုံစံဘာလဲဆိုတော့ NLD ကိုအစိုးရဖွဲ့ပြီးအာဏာလွှဲပေးရေးပေါ့ပထမဦးဆုံးသူတို့ပြောတာ power transfer ပြောတယ်အဲ့ဒါကိုစစ်တပ်ဘက်ကတပ်မတော်ဘက်ကတို့မှမလုပ်ဘူးခေါင်းထဲကိုထည့်မစင်စားပဲနဲ့ပြစ်ထားပြီးတော့နှစ်တော်တော်ကြာသွားတဲ့ခါကျတော့ဘာလဲဆိုတော့ power transfer ပြောတော့ power sharing ပြောလာတယ် NLD တွေကလူတွေပါပြီးတော့စစ်တပ်ကလူတွေနဲ့အတူတူပေါင်းပြီးအစိုးရဖွဲ့ကြပါဆိုတဲ့လေသံမျိုးကိုပြောင်းလာတယ်အဲ့ဒါလည်းခေါင်းထဲကိုမထည့်ဘူးခေါင်းထဲမထည့်ဘဲနဲ့ပြစ်ထားရတဲ့ခါကျတော့နှစ်တော်တော်ကြာသွားတဲ့ခါကျတော့ဘာဖြစ်လာလဲ negotiation တွဲဆုံဆွေးနွေးစကားပြောရေးဇွဲဝိုင်းမှာတွဲဆုံဆွေးနွေးပါဆိုတာပြောတယ်နော်အဲ့တော့သဘောကနိုင်ငံတကာဆိုတဲ့ PR ဆိုတာတော့လာမှာပဲအဲ့ဒီ PR ကိုကရာဇဂုံမာနနဲ့လူမလုတ်ပဲနဲ့သူတို့လူလုတ်ဆက်ဆံမနေပဲနဲ့ဒီဟာကိုခေါင်းထဲကိုမထည့်ပဲနဲ့ထားနိုင်မယ်ဆိုလို့ရှိရင်တဖြည်းဖြည်းကျရင်သူကပျော့သွားတယ်ဒါကနဝတနာဟကဆိုတဲ့လက်ထက်တုန်းကပထမဆုံးလုံးဝအာဏာလွှဲပေးရမှာနော်နဝတအစိုးရကြီးဆင်းပေးရမှာလို့ပြောတယ်အဲ့ဒါကနေနှစ်ပေါင်းကြာလာတဲ့ခါကျတော့တပ်မတော်နဲ့ NLD နဲ့ပေါင်းပြီးတော့ power sharing လုပ်ပါလို့ပြောတယ်အဲ့ဒီကနေနောက်ဆုံးကျတော့ power ပေးဖို့တောင်မပြောတော့တွဲဆုံဆွေးနွေးစကားပြောတာတွေလုပ်ပါဆိုတာဖြစ်သွားအဲ့ဒီလိုမျိုးအခုကအမေ तू ကဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုရကြတော့အဲ့30စလုံး तू ကကြော်ပလိုက်တာဗျဆက်စချင်းကလေးက तू ကလဲတယ်ပထမဟုဆိုရတွေလိုမျိုးအာဏာလွှဲပေးဆိုတဲ့ဟာကိုအဖြစ်မခံဘူးဘာလို့လဲဆို NLD ကို तू ဖယ်ရှားရတော့မယ်လေ NLD ကိုဖြုတ်ချရတော့မယ်ဆိုလို့ရှိရင် NLD ကဖြစ်တည်မှုမှာ तू ကဘာနဲ့အင်အားပြုတည်ဆောက်မလဲ तू ဒီလူထုထောက်ခံမှုနဲ့လူထုတင်မြှောက်ထားတဲ့အစိုးရ
လူလူတခဲနဲ့သူတို့မဲပေးထားတဲ့အစိုးရဆိုတဲ့ဟာမျိုးတွေအဲ့ဒါကိုအဲ့ဒီစကားမပြောခင်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကမင်းတို့ကမဲလိမ်မဲခိုးပြီးတော့မဲပတ်သမားတွေတက်လာတာလူတို့ရဲ့မဲကိုလိမ်ပြီးလှုပ်လာတာပါလို့ဆိုတဲ့ပုံစံမျိုးနဲ့သူကပြောချရတယ်လူကြီးမှာတန်90ကျော်ရှိတဲ့အထဲထဲမှာ10တန်းကျော်ကခိုးတဲ့မဲတွေဖြစ်နေပါတယ်ဆိုပြီးတော့သူကပြလိုက်တာအဲ့လိုပြောတဲ့ဟာနည်းနည်းနော်ဆွဲချက်ကြီးမဟုတ်ဘူးနော်အခြေအမြင့်မရှိတက်တဲ့တကာရမရှိဘဲနဲ့ဒါပြောရင်ပြောတဲ့အစိုးရကတော်တော်ကိုဒလိန်ခောက်ကိုဆင်းသွားမှာဒါပေမဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောတဲ့ဟာကိုဘယ်တန်ယုံဘယ်နိုင်ငံတကာအဖွဲ့အစည်းဘယ်အိမ်နီးချင်းနိုင်ငံဘယ်ကမ္ဘာနိုင်ငံကြီးတွေကမှခင်ဗျားတို့ပြောတာမဟုတ်ဘူး NLD ဘယ်မခိုးပါဘူးတမန်နဲ့နိုင်ပါတယ်ဆိုပြီးတော့တခွန်းပြန်ပြီးမပြောရဲဘူးအဲ့တစ်ချက်နောက်တစ်ချက်ကကြတော့နိုင်ငံသားဆက်ဆံရေးမှာလွန်ခဲ့တဲ့တပတ်ကျော်ကအမေရိကန်ဒုတိယသမ္မတစင်ကာပူကိုလာသွားတယ်စင်ကာပူလာတဲ့အချိန်မှာသူပြောတဲ့ဟာကိုဒီဘက်ကဟိုစစ်တပ်စန့်ကျင်ရေးလုပ်နေတဲ့လူတွေကတော့မသိဘဲနဲ့လက်ကောင်းခါကြီးပြောနေတယ်ဒီမိုကရေစီအကောင့်ထဲပေါ်ရေးကိုအမေရိကန်ဒုသမ္မတပြောသွားတယ်ဘာညာနဲ့ပြောတယ်ဆိုရင်သူပြောတဲ့ဒီမိုကရေစီအကောင့်ထဲပေါ်ရေးဆိုတာ NLD အစိုးရကိုလက်ထဲကိုပြန်အပ်ဖို့ပြောနေတာမဟုတ်ဘူးစစ်တပ်ကအုပ်ချုပ်တဲ့စစ်အုပ်ချုပ်ရေးပုံစံကနေအရက်ဖက်အုပ်ချုပ်ရေးဒီမိုကရေစီအစိုးရပုံစံမျိုးကိုဖော်ဆောင်ပါလို့ပဲပြောသွားတာဆိုလိုတဲ့သဘောကနာကအစိုးရလက်ထက်လူမျိုးကနေတမရာကြီးဦးသိန်းစိန်လက်ထက်မျိုးဖြစ်လာတာမျိုးအမြန်ဆုံးလုံနိုင်ရင်ကောင်းမယ်လို့ပြောသွားတာအခုဒီမှာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရမှာဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကနေတမရာကြီးဦးမင်းအောင်လှိုင်မျိုးဖြစ်သွားမယ်ဆိုရင်ငါတို့ကထောက်ခံပါမယ်လို့ဒါတော်တော်ကြီးပြောလိုက်တဲ့သဘောပဲနောက်ကြောင်းပြန်ပြီးတော့ဒီမိုကရေစီကို reverse လုပ်ခိုင်းတာမဟုတ်ဘူးဒီမိုကရေစီကိုရှေ့ခြေလမ်းလုပ်ပါလို့ပြောသွားတာအဲ့ဒါပြောခဲ့လိုက်ကြတဲ့အစိုးရလူနေသူကလက်မထောင်ရပါပြီအဲ့တော့နိုင်ငံတကာဆက်ဆံရေးမှာဆိုလို့ရှိရင်လေဟိုဒီ NUG တို့ CRPH တို့ကသူတို့ရဲ့ဖြစ်တည်မှုဟာတနာစရာကောင်းလွန်ကြီးလို့ကိုတနာစရာကောင်းလွန်ကြီးတဲ့အဖွဲ့အစည်းလေးတွေဖြစ်နေလို့သူတို့ ਨੇ လူလုတ်ပြီးရှင်းပြောရရင်ပြောတဲ့လူသိခါကြသွားမယ်အဲ့သူတို့ဒီကောင်တွေတရားမဝင်ပါဘူးလေလို့သွားပြောခိုင်းတယ်တကယ်ကိုစာနာမှုမရှိတဲ့လူကြီးတွေဖြစ်သွားမှာဆိုလို့အတိမတ်ကိုပြုတ်မခံဘေးကိုကြောင်ထိုးခံထားရတယ်ဆိုတော့ဒါဥပမာဥပမာနေနဲ့မြင်နိုင်တယ်လဲဆိုရင်အာဆီယံလွှတ်တော်များညီလာခံလုပ်တယ်အာဆီယံလွှတ်တော်များညီလာခံလုပ်တဲ့အချိန်မှာ CRPH ကတက်ခွင့်မရဘဲနဲ့အခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်ကလွှတ်တဲ့ကိုယ်စားလှယ်လို့တက်ခွင့်ပေးလိုက်တယ်ဒါသူတို့ခွင့်လေပြောမယ်ဆိုရင် CRPH ကသူတို့ခွင့်သူတို့ရမယ်ဟာဘာလို့လဲသူတို့လွှတ်တော်ကိုစားပြုထားတာနော်သူတို့ပြောတဲ့ဟာအရာပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့ထားတာဆိုတော့သူတို့ဝင်ရမယ်နေရာအဲ့ဒီဟာကိုတော့ဝင်မြင်ပါတယ်လို့စာတင်လိုက်တာကိုမြင်လည်းမမြင်ဘူးလက်လည်းမခံဘူးဂယုကိုမဆိုင်ဘူးစာရောက်တယ်လို့ကိုအတိမပြုတ်မခံရဘဲနဲ့သူတို့ကြောက်ထုတ်ခံရတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒီတမတော်အစိုးရဟာလွှတ်တော်ကိုစားကိုပြုတ်နေတာမဟုတ်လွှတ်တော်နဲ့ဘာမှမဆိုင်သူတို့ကလွှတ်တော်ကိုစားပြုတ်တာနာမည်အရကသူတို့ကလွှတ်တော်ကိုစားပြုတ်တာဖြစ်ပါရဲ့နဲ့အဲ့ဒီလိုပွဲမျိုးသူတို့ပွဲသူတို့ခွင်မှာတော့မှသူတို့ပွဲမတိုးတော့ဘဲနဲ့သူတို့စန့်ကျင်နေတော့အဖွဲ့တနည်းအားဖြင့်တမတော်အစိုးရကလွှတ်တော်နဲ့ဘာမှမဆိုင်ဘဲနဲ့ရပ်တည်နေတာဖြစ်ပါရဲ့ကနဲ့တခြားအာဆီယံ10နိုင်ငံစလုံးမှာရှိတဲ့လွှတ်တော်တွေကထူးထူးတန်းတန်းခေါ်ပြီးလုပ်တယ်ဆိုတော့နိုင်ငံတကာဆက်ဆံရေးမှာတော့ဒီတမတော်အစိုးရတက်လာတာဒီအိန္ဒိချင်းနိုင်ငံတွေမှာထိုင်းမှာဗိုလ်ချုပ်ကြီးစွန်တီတို့အာဏာသိမ်းခဲ့တဲ့ဟာမျိုးနောက်ပါကစ္စတန်မှာဗိုလ်ချုပ်ကြီးမူရှာရဖ်တို့အာဏာသိမ်းခဲ့တဲ့ဟာမျိုးမှာအဲ့လိုအာဏာသိမ်းပြီးကြာကြီးအချိန်ယူပြီးတိဆောက်ပြီးမှရရှိတဲ့နိုင်ငံတကာအသိအမှတ်ပြုမှုမျိုးကိုလာပိုင်းနဲ့တိဆောက်နိုင်တဲ့အစိုးရလို့ပြောလို့ရတယ်နောက်တစ်ခုကမြမတမိုင်းနဲ့မဟုတ်ဘူးတကဘာလုံးရဲ့အနေအထားမှာကြည့်20ရာစု21ရာစုမှာစစ်တပ်ကအာဏာသိမ်းပြီးတက်တယ်ပဲပြောအာဏာထိန်းပြီးတက်တယ်ပဲပြောတက်လာတဲ့အစိုးရခေါင်းဆောင်တယောက်ဟာအာဏာသိမ်းပြီးတစ်နှစ်အတွင်းမှာနိုင်ငံခြားခရီးစဉ်ရက်ရှည်သွားတယ်ဆိုတာမျိုးဘယ်သူမှမရှိဘူးအဲ့ဒါကိုကြည်ချင်းအဖြစ်ဗိုလ်ချုပ်မူကြီးမရောက်နိုင်တာသူ့ကိုယ်သူလည်းယုံကြည်မှုအပြည့်ရှိတယ်သူ့အဖွဲ့အစည်းရဲ့တောင့်တင်းခိုင်မာမှု institutional stability ပေါ့တမတော်ရဲ့နိုင်ငံရေးမှာပိုင်နိုင်ကျွမ်းကျင်မှုဘယ်လောက်စိတ်ချရဲဆိုတာသူပြတာတုံးတုံးမှာအာဏာသိမ်းထားတဲ့အစိုးရခေါင်းဆောင်ဘယ်နှခါသွားတာကြားဘူးအဲ့ဒါပဲ
နောက်တစ်ခုသူစိတ်ဝင်စားနေရပါတော့ဒီ CRPH တို့ NUG တို့ပေါ့သူတို့ရဲ့ဒီလက်ရှိရည်တည်ချက်အပေါ်ပေါ့နော်အဲ့ဒီရည်တည်နေမှုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့လာမယ့်အနာဂတ်ကပို့ပြီးတော့အားကောင်းလာနိုင်လားဒါမှမဟုတ်ခြုံငိမ့်သွားနိုင်လားပေါ့ဒါလေးလည်းစိတ်ဝင်စားနေကြပါတယ်ဟုတ်ပို့ပြီးတော့အားကောင်းနိုင်လားဆိုတဲ့မေးခွန်းကိုမှားနေတာဘာလို့လဲဆိုတော့ပို့ပြီးအားကောင်းတယ်ဆိုကြတဲ့အခုချိန်မှာသူတို့ကလည်းအားအသင့်တင်ရှိနေဆိုပုံဖြစ်နေတာအခုတည်းကတော့ဖွကြပဲဘာလို့ဖွကြလဲဆိုတော့သူတို့ရဲ့သဘောတရားအရေးအရာလည်းဖွကြအင်အားအရာလည်းဖွကြသဘောတရားရေးအရာကြောင့်ဘာလို့ဖွကြဖြစ်တယ်လဲဆိုရင်သူတို့ဒေါန်ဆန်းစုကြည်ကိုထောက်ခံတဲ့လူတွေတနာတဲ့လူတွေဒေါန်ဆန်းစုကြည်ကိုပြန်လည်မျှော်ကိုးတဲ့လူတွေရဲ့အားပေးမှုပေါ်မှာရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပါလျက်နဲ့ဒေါန်ဆန်းစုကြည်ရဲ့မူဝါဒတွေကိုဗရာဒလန်တန်တလန်ဆန့်ကျင်နေတာဒေါန်ဆန်းစုကြည်ကသူနိုင်ငံရေးလုပ်ခဲ့တဲ့အတော်တွင်ဘယ်တော့မှလက်နက်ကင်လမ်းစဉ်ကိုသူလက်မခံခဲ့ဘူးရှုံချခဲ့တယ်အဲ့ဒီပုံစံမျိုးဒီ CRPH တို့ NUG တို့သွားတယ်နောက်တစ်ခုကများပြည်သူဂျင်းထဲတဲ့နေရာမှာဒါသူတို့က NLD နဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အကျိုးစီးပွားအတွက်ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ယက်တည်နေတာပါလို့ပြောတော့ညားလဲပဲတကယ်တမ်းကြလို့ရှိရင်ဒေါအောင်ဆန်းစုကြည်အပေါ်မှာတော့မှဒီ NUG တို့ CRPH တို့ကစေတနာမှန်ရဲ့လားဆိုတာကိုကြည့်တတ်တဲ့လူတွေဆိုရင်တွေ့နိုင်တယ်ဘာလို့ဆိုတော့သူတို့ဒီ NUG ဆိုပြီးတော့ဒီနွားယူကြီးအစိုးရဆိုပြီးသူတို့အရှက်မရှိကြီးညာတဲ့အချိန်မှာနောက်ပိုင်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းတယ်လို့ပြောတယ်နော်ဒေါအောင်ဆန်းစုကြည်ကတမရမဟုတ်ဘဲနဲ့ဘာဖြစ်လို့သူနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ပဲကျင့်တတ်ပြီးရပ်တည်နေရတာလဲဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပုံမှာ59စာလုံးကတားမြစ်ထားလို့သူတမရမဖြစ်ခင်တယ်အဲ့တော့ကဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကို NUG ကဖျက်သိမ်းတယ်ဆိုရင် NUG ဆိုရအဖွဲ့ထဲမှာဒေါအောင်ဆန်းစုကြည်ကတမရမဖြစ်တင်ဘူးလားဟုတ်တယ်နော်2008ကြီးကပဲပိတ်ပင်ထားလို့သာဒေါအောင်ဆန်းစုကြည်ကိုတမရမဖြစ်အောင်ဖယ်ထားတာ2008မရှိတော့သောအခြေခံဥပဒေဖျက်သိမ်းပြီးဖြစ်သော NUG ကဒေါအောင်ဆန်းစုကြည်ကိုဘာမှမနာလို့မရှုစိတ်မကျေနပ်ချက်ရှိလို့တမရဆိုတဲ့ယာရုကိုမပေးရဲတာလားမတထားတာလားမပေးချင်တာလားဒေါအောင်ဆန်းစုကြည်ရဲ့နေရာကိုလူချင်တာလားဒါမေးစရာမေးခွန်းကြီးတစ်ခုဖြစ်သွားပြီနော်နောက်တစ်ခုကဒေါအောင်ဆန်းစုကြည်ဘက်ကလည်းပြန်ကြည့်မယ်ဆိုလို့ရှိရင် तू ဟာအခုချိန်မှာတရားရုံးရင်ဆိုင်နေရတယ်နေအကျယ်ကျုပ်ကြနေတယ်ဆိုရင် तू ရှေ့နေရှေ့ရက်တွေနဲ့တွေ့တယ် तू ပြောချင်တဲ့ကိစ္စဆိုရင် तू ကငချောက်ဖုတ်တောင်မှားစားဖို့တောင်မှပြောလို့ရတဲ့အနေအထားမျိုးရှိနေတာအဲ့ဒီလိုအနေအထားမျိုးမှာ NUG တို့ CRPH နဲ့ပတ်သက်လို့ तू တခုမှမပြောဘူးနော်မပြောဘူးဆိုတာဒေါအောင်ဆန်းစုကြည်တွေတတိကြောင်တဲ့အမျိုးသမီးမျိုးမဟုတ်ဘူး။ तू အမှုပိုကြီးသွားမှာဆိုလို့သူ့ကိုစစ်တပ်ကမြန်မုံကျိုးသွားမှာဆိုလို့ तू ကစိတ်แท้ရှိပါလျက်နဲ့ထုတ်မပြောရတော့အောင်တရေပေါ်နေတဲ့အမျိုးသမီးမဟုတ်ဘူး။ तू ကိုယ်တိုင်စေတနာမရှိလို့ဒီဖွဲ့တွေကိုမထောက်ခံတယ်လို့မပြောတာလို့ပဲယူဆတာ။ဘာလို့ကိုအဲ့လိုပြောလဲဆိုလို့ရှိရင်အခုလက်ရှိအခြေအနေကဲဆိုပဲ90ခုနှစ်နောက်ပိုင်းမှာဒေါအောင်ဆန်းစုကြည်ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းမှာနေရင်ကျကျုပ်ချခံထားရတဲ့အချိန်မျိုးတွေမှာသူ့ရဲ့အကိုဝင်းခွဲဒေါက်တာစေဝင်းဦးဆောင်တဲ့ NCGUB အစိုးရကိုထောက်ခံမှုဆိုပြီးသူဒီဆိုင်မှာပြောခဲ့တယ်တခြားတန်ယုံတွေကိုလည်းသူကျင်းပြောတယ်ပြည်သူလူထုကိုလည်းအားလုံး NCGUB နောက်မှာရပ်တည်ဖို့ပြောတယ်ဒါကအခုနွားယူကြီးနဲ့အလားလာတူသော NCGUB အခု CRPH နဲ့အလားလာတူတဲ့ဖွဲ့မျိုးအဲ့တုန်းက CRPB ဆိုတာရှိခဲ့တယ်ဒီရခိုင်ပါတီကဦးရေးတာအောင်တို့ဘာလို့ဥဆောင်တဲ့အဖွဲ့ပူကျင်ရှင်းထန်တို့ကတော့ပါတယ် ICRPP တုံးကလည်းပဲပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီကို NLD နဲ့ဒေါအောင်ဆန်းစုကြည်ဒီဖမ်းဆီးချုံနှောင်ပိတ်ပင်ထားတဲ့ဂျားတဲ့ကကိုပဲကမ္ဘာထောက်ခံမှုရအောင်ဒီဇိုင်းမှမှအားပေးခဲ့တယ်အဲ့တော့ဖမ်းဆီးချုံနှောင်ထားတာချင်းအတူတူအခုကြမှာဘာဖြစ်လို့ရင်ကုန်နှုတ်ပိတ်ခတ်မစိတ်နေနေတယ်လဲဆိုရင်နံပါတ်1ချက်ဒီ NUG နဲ့ CRPH ကဒေါအောင်ဆန်းစုကြည်ကဝင်းရံထောက်ခံရက်တီဘို့လောက်အောင်ကိုအစင်တန်းရောအရေးချင်းရောအလားလာရောမရှိလို့ပဲဒါဖြစ်ရင်ဘာဖြစ်လို့ဒေါအောင်ဆန်းစုကြည်ကပြက်ပြက်သားသားဆန့်ကျင်ပါတယ်လို့လည်းမပြောလဲဆိုတော့ဒါကဒေါအောင်ဆန်းစုကြည်ဒီလိမ္မာပါနဲ့တဲ့နိုင်ငံရေးသမားတယောက်အနေနဲ့သူလှုပ်တင်တာကိုသူလှုပ်နေတာပဲသဘောကဒီနေရာကနေ CRPB တို့နွားယူကြီးတို့မှာပါတဲ့လူတွေရောအဲ့ဒီမှာထောက်ခံပြီးဘေးနာကိုဝိုင်းပြီးအားပေးနေတဲ့လူတွေကိုကျွန်တော်ဒီနေရာကနေတခုပြောလိုက်ချင်တယ်
ခမရတို့လုံနေတာတွေကအဆင်ပြေသွားပြီးတော့တစ်ချိန်မှာအခမ်းသားအောင်မြင်သွားလို့ရှိရင်ဒေါအောင်ဆန်းစုကြည်ကအခုချိန်မှာတားမြစ်ထားတာဆန့်ကျင်ထားတာမရှိတဲ့အတွက်သူ့ကိုဥတီပြီးရက်တီပြီးသူ့ကိုဝင်းရပြီးလှုပ်ရှားခဲ့တဲ့အောင်မြင်မှုကြီးဆိုပြီး तू ကထိတ်ကပြန်ခေါင်းဆောင်ဖြစ်နေရက်တီသွားလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ဖုတ်ညံ့ညံ့ကြေပြီးကြာဆုံးသွားရင်တော့ तू နဲ့မဆိုင်ဘူးဒါ तू ကသူလူတွေအယူထပြီးလှုပ်တာဆိုပြီးဒေါအောင်ဆန်းစုကြည်ကပြစ်ချခဲ့မှာပဲအဲ့တော့ဒေါအောင်ဆန်းစုကြည်ရဲ့သားသမီးတွေ NUG ကိုထောက်ခံနေတဲ့ဟာတွေအနေနဲ့ကတိထားဖို့လိုတာကမိဘနဲ့သားသမီးဆိုတဲ့နေရာမှာဒီနေရာမှာမိဘစီးပွားရေးလုပ်ငန်းတစ်ခုအောင်မြင်ရင်ငါစီကပေးတဲ့အမွေနဲ့ငါရင်းနှီးမြှုပ်နှံမှုပေးတဲ့ဟာနဲ့နင်တို့လို့အောင်မြင်သွားတာလေအဲ့ဒီအောင်မြင်သွားတဲ့ကာကြီးတိုက်ကြီးတွေကြိုက်တာသူနဲ့ဆိုင်တယ်လို့ပြောလိုက်မယ်အဲ့လိုမဟုတ်ဘဲနဲ့ပလုံးဆိုပြီးဒီစီးပွားရေးပြတ်သွားလို့ရှိရင်တော့အမေမိဘအောင်မပြောဘဲနဲ့ကိုယ့်အကူရတဲ့အမွေကိုလှုပ်ပြီးလှုပ်တာငါနဲ့မဆိုင်ဘူးဒါနင်းအရှုံးတဘောက NUG နဲ့ CRPH တင်ကြမဲ့အကျွေးကိုဒေါအောင်ဆန်းစုကြည်သူ့သိက္ခာနဲ့ဆက်ပေးမှာမဟုတ်ဘူးဒါကိုတော့ကွင်းကွင်းကွက်ကွက်သိဖို့လိုတယ်ကျွန်တော်ပြောတဲ့ကိစ္စကိုညင်းရတယ်လို့ရှိရင်လည်းညင်းလို့ရတယ်ဘယ်သူမှဒါကိုညင်းလို့ရမှာမဟုတ်ဘူးဒါပဂတိဖြစ်နေတဲ့အခြေအနေပဲ